မှထားခဲ့တော့ခေါင်းနဲ့တိတ်မရှိပေမဲ့ Casemiro ရဲ့ထွက်ခွာမှုကပိုခံစားရတယ်။ဒီနေ့ Nottingham Forest နဲ့ပွဲမှာ Casemiro ကသူချစ်တဲ့ Man U ပရိသတ်အားလုံးနှုတ်ဆက်ခဲ့ပါတယ်။တန်ကြီးကအငုံမျက်လုံးအပြုံးမျက်နှာဆိုပေမဲ့ Man U ပရိသတ်တွေကတော့သူ့နာမည်ကိုဟစ်ကြွေးပြီးတော့ငိုရဲသူကငိုပြိုရဲသူကပြိုနဲ့ဝမ်းနည်းစရာကောင်းလွန်းခဲ့ပါတယ်။သူမှထားသွားချိန်မှာတော့လက်တီးကိုစုပ်အန်ကိုကျိတ်တောက်တစ်ချက်ပဲခောက်ပြီးတော့လှည့်ပြန်ခဲ့တယ်လို့သူမနဲ့ပတ်သက်တဲ့အရာအားလုံးမေးပြနိုင်ခဲ့ပါတယ်။ဒါပေမဲ့ Casemiro ရဲ့လမ်းခွဲမှုကတော့မတူရင်ထဲမှာတမျိုးကြီးဟာတာတာနဲ့ဒီခံစားချက်က Man U ပရိသတ်တွေရဲ့လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေနဲ့ထပ်တူကျနေမယ်ထင်ပါတယ်။တကွင်းလုံးက Man U ပရိသတ်အားလုံးကသူ့နာမည်ကိုခေါ်ပြီးတော့တစ်နှစ်လောက်ထပ်နေပေးပါလို့ဝိုင်းဝန်းတောင်းဆိုခဲ့ကြပေမဲ့တန်ကြီးကတော့ဘာပြောနိုင်အောင်ပါလဲ။တန်ကြီးက Man U အသင်းကိုရောက်လာတဲ့အချိန်ကစပြီးတော့ကစားခဲ့တဲ့ပွဲတိုင်းမှာ100ရာခိုင်နှုန်းကြိုးစားတယ်၊ရိုးသားတယ်၊ပေးဆက်တယ်၊ဝင်ကြွားမှုမရှိဘူး၊အနစ်နာခံတယ်။သူဘာလဲဆိုတော့အလုံးနဲ့တက်တည်ပြခဲ့တယ်။လေကြားချိန်တိုင်းမှာအကောင်းဆုံးပြန်ရှင်သန်ပြပြီးတော့နောက်ဆုံးမှာတော့ကက်စီက Man U ပရိသတ်အားလုံးရဲ့အချစ်တွေကိုသိမ်းပါရင်းနဲ့နှုတ်ဆက်ထွက်ခွာသွားခဲ့တာပါ။ Casemiro ရဲ့နောက်ဆုံးစကားလေးကတော့ကျွန်တော်ရဲ့ရင်ထဲမှာ Man U ဆိုတဲ့အမှတ်သားတစ်ခုကအမြဲတမ်းထာဝရဖြစ်တည်နေမှာပါ။ Man U ပရိသတ်အားလုံးရဲ့နှလုံးသားထဲမှာလေကျွန်တော်အမြဲရှိနေခြင်းပါတယ်တဲ့။ကဲကက်စီကတော့ချုပ်လိုက်ပြီမင်းမပြောလဲငါတို့အားလုံးကမင်းအမြဲတမ်းချစ်ပေးနေပါပါပဲလို့ပြောရင်းနဲ့ Casemiro တို့ကနှုတ်ဆက်စကားလေးတစ်ခွန်းလောက်ကုန်းမမှန်ခဲ့ကြပါဦးခင်ဗျာ။